အဲ့ဒီမှာ formula တွေသုံးတဲ့သူတိုင်းသိထားတဲ့ mid reference အကြောင်းကို sharing လုပ်ပြီးမှဖြစ်ပါတယ်ဖုန်းစင်းလုံးတွေကိုလက်လိဆိုလို့ရှိရင်တော့ 2% လက်ကားဆိုလို့ရှိရင်တော့ 5% နဲ့ discount ချပြီးတော့ရောင်းချပေးသွားမှာဖြစ်ပါတယ် discount ကိုအရင်တွက်ကြည့်ပါမယ်42သိန်းအမြောက် 2% 42သိန်းရဲ့ 2% ဆိုလို့ရှိရင်8400ရပါတယ်လိုချင်တာကတော့ discount amount မဟုတ်ဘဲနဲ့ discount နှုတ်ပြီးသား amount ဖြစ်ပါတယ်ဆိုတော့ discount တွက်ထားတဲ့ amount ရှိရနေပြီးတော့ price ထည့်ပေးလိုက်ပါမယ်ရောင်းသေးကိုလိုချင်တာဖြစ်တဲ့အတွက် discount တွက်ထားတဲ့ amount ကိုနှုတ်လိုက်ပါတယ်ဒါကတော့ discount နှုတ်ပြီးသားရောင်းသေးဖြစ်ပါတယ်အဲ့တော့အောက်ကိုဆွဲလိုက်တယ်ဆိုလို့ရှိရင်လည်း formula တွေရေးပြီးတော့အလုံးမလုပ်ပါဘူးညာဘက်ကိုဆွဲတယ်ဆိုလို့ရှိရင်လည်း formula တွေရေးပြီးတော့အလုံးမလုပ်ပါဘူးပေါ့နော်ဆိုတော့ဒီအခြေအနေမှာ mid reference ကိုသုံးပြီးတော့ sell တွေကို lock ခတ်ခဲ့မှာဖြစ်ပါတယ် formula တွေ lock ခတ်တဲ့အခါမှာအစဉ်လိုက်စဉ်းစားဖို့လိုပါတယ်ပထမဆုံးအနေနဲ့ B5 ပေါ့နော် B5 ကိုညာဘက်ကိုဆွဲတယ်ဆိုလို့ရှိရင်တော့ C5 ဖြစ်သွားတယ်ပေါ့နော်ညာဘက်ကိုရောက်တဲ့အခါမှာလည်း price နဲ့ပဲဆက်ပြီးတော့မြောက်စေချင်တာပေါ့နော်ဒီနေရာမှာ B column ကို lock ခတ်ပါမယ်5ကတော့အောက်ကိုဆွဲချတယ်ဆိုလို့ရှိရင်အောက်မှာလည်းပဲ price တွေရှိရဖြစ်တဲ့အတွက်အလုံးလုံးဆွေးချင်ပါတယ်ဆိုတော့5ကိုကျွန်တော်တို့ lock မခတ်ခဲ့ဘူးပေါ့နော်ဒီပုံစံတိုင်းပဲ B ကို lock ခတ်လိုက်ပါမယ်နောက်တစ်ခုအနေနဲ့ C3 ကိုစဉ်းစားမယ်ပေါ့နော် C3 ကိုစဉ်းစားတဲ့အခါမှာ C3 ကတော့ 2% discount ပေါ့နော် C ကညာဘက်ကိုဆွဲတယ်ဆိုလို့ရှိရင်တော့ D ဖြစ်မှာပေါ့နော် D ဖြစ်မှာပဲ 5% ဖြစ်မှာဖြစ်တဲ့အတွက် C ကိုတော့ဒီ lock ခတ်လို့မရဘူးပေါ့နော် C3 ကနေအောက်ကိုဆွဲတဲ့အခါမှာဆိုလို့ရှိရင်တခြားကွက်တွေရောက်သွားမှာပေါ့နော်ဒါဆိုလို့ရှိရင်တော့ 2% discount နဲ့လွှဲသွားမှာဖြစ်ပါတယ် row 3ကတော့ရွှေ့လို့မရဘူးပေါ့နော်3ကို lock ခတ်လိုက်ပါမယ်ဒီပုံစံဖြစ်သွားပါပြီဒါလေးကိုတစ်ချက်ပြန်ရှင်းပါမယ် formula တွေကအောက်ကိုလည်းဆွဲဖို့ရှိပါတယ်ဘေးကိုလည်းဆွဲဖို့ရှိတဲ့အခြေအနေဖြစ်ပါတယ် B ကညာဘက်ကိုဆွဲတယ်ဆိုလို့ရှိရင် C ဖြစ်သွားမယ် C ဖြစ်လို့မရပါဘူး B column price နဲ့ပဲအလုပ်လုပ်မှာဖြစ်ပါတယ်ဆိုတော့ B ကို lock ခတ်လိုက်တယ်ပေါ့နော် B5 ကနေအောက်ကိုဆွဲလိုက်တယ်ဆိုလို့ရှိရင်တော့ B6 B7 ဆိုပြီးရွှေ့သေးချင်တာဖြစ်တဲ့အတွက်5ကိုတော့လုံးမခတ်ခဲ့ဘူး C3 ကိုကြည့်မယ်ဆိုလို့ရှိရင်တော့ 2% ပေါ့နော် column C ကနေပြီးညာဘက်ကိုဆွဲလိုက်တယ်ဆိုလို့ရှိရင်တော့ 5% ဖြစ်သေးချင်တာဖြစ်တဲ့အတွက် C ကိုလုံးမခတ်ခဲ့ပါဘူး row 3ကနေပြီးတော့အောက်ကိုဆွဲတယ်ဆိုလို့ရှိရင်တော့ 2% မဟုတ်တဲ့နေရာရောက်ကုန်မှာဖြစ်တဲ့အတွက်3ကိုတော့ lock ခတ်လိုက်တယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင် mid reference ဆိုတဲ့အတိုင်း column နဲ့ row ရဲ့ရှိတဲ့အထက်မှာတစ်ခုကိုပဲလောက်ချတာဖြစ်တယ်ပေါ့နော် column ကိုလောက်ချတယ်ဆိုလို့ရှိရင်တော့ row ကိုလောက်မချဘူး row ကိုလောက်ချတယ်ဆိုလို့ရှိရင်တော့ column ကိုလောက်မချဘူးပေါ့နော်စနာခောက်ကြည့်လိုက်ပါမယ်အခုဆိုရင်တော့ mid reference ရသွားပြီဖြစ်တဲ့အတွက် formula တွေဆွဲလို့ရပြီပေါ့နော်အောက်ကိုဆွဲမယ်ဆိုလို့ရှိရင်လည်းဆွဲလို့ရပါတယ်ညာဘက်ကိုပြန်ဆွဲကြည့်လိုက်ပါမယ်အလုံးလုံးပါတယ်ပေါ့နော် formula တွေသုံးတဲ့အခါမှာ mid reference တို့ absolute reference တို့သိထားမယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့အဆင်ပြေပါတယ်Thank you ပါ